ရှုံးပေးဖေလူကျုပ်ကဖေလူသားပါနေဦးကြမှာပြည်မိသားစုကနှစ်30ကျော်ကျွန်တော်ရှိကိုရှာကျွေးတယ်အကြီးကြီးကိုပြတ်တဲ့တားမယ်ကြပါပြီ6လမ်းစာမေးပွဲမိကတော့အားပေးတယ်နောက်နှစ်စာကိုပြီးချက်ဖို့ပညာရေးစိတ်ကိုစားတယ်ကျုပ်ကစာကိုရက်ကိုတက်ကတဲ့ကိုတော့ပါလို့ကျွန်တော်ရှက်လို့လို့ခုတော့ကျွန်တော်ရောက်နေပါပြီလို့သက်စီခြင်းနဲ့တက်ကတူလူကြီးကနေတော့ကားပြနေအောင်စားချီပေမဲ့သူကြလောက်လေးနိုင်တယ်ငယ်စဉ်ကလူပညာလေးဖြစ်ချင်တယ်ကျွန်တော်ရှင်းရဆိုရင်နဲ့ဝါဒနာကိုကိုယ်နဲ့စိတ်ချမ်းသာတယ်ဒီမိသားစုလေးနဲ့ကျွန်တော်အမေကဆောင်းလေလမ်းပြကြောင်းစီရမမေနဲ့တူတဲ့ချက်ကခုစုကြုံကောင်းမှာအပေါင်းအပါညာနဲ့လူနဲ့လွတ်လပ်ခွင့်တွေကိုနောက်ဆက်ပါနဲ့မိတိယောက်ချောင်းတွေပစေးလေးတွေလည်းတောက်လာတယ်လူငယ်ပဲမာရရှိကြစားပါပါတဲ့တိကျဆိုတာဒီကြီးစားချက်ထားလာစာမချက်မကနေအောင်စင်းထွက်တဲ့ရှက်ကပွဲလေရန်သူပေါင်းတဲ့ဆရာမကြောင့်ဒီကအေးပါမျက်နှာနဲ့ခက်ခဲချက်တဲ့အိမ်မှာချီရချက်နဲ့တော့လာမှာလို့ပြောချီရတဲ့ဆက်ပြီးတော့ပညာတတ်ပွဲရကျွန်တော်နဲ့ရှိတော့စီနေရတယ်ဖန်တီစီတွေတော့ဒီကျွန်တော်တို့ဒီလမ်းစီတယ်လိုက်အားပေးတဲ့ stage show ကိုဇေယျကချီနေရတဲ့အမေရဲ့တဲမှာချိန်ခိုးဒီသားမှာမပြေငါသားပြောင်းတော့ဘာပြတ်မှာပဲအစကားတွေကြားတော့ကျွန်တော်မေကိုညီနာတတ်လာတယ်လူဆိုတာကန်စီရကားတဲ့ယုံသေးပဲအဲ့ဆိုမင်းနေလက်ခံနိုင်လို့